လူတယောက်ဟာသူစက္ကန့်ပိုင်းလိုကမှကုမ္ပဏီမှာအချိန်ပိုအလုပ်ဆင်းနေရပြီးမနိုးခင်မှာပဲကုမ္ပဏီတစ်ခုလုံးနဲ့အတူခြားနားတဲ့ကဘာတစ်ခုစီပြစ်ချခြင်းခံရလိမ့်မယ်လို့မထင်မှတ်ထားခဲ့ပါဘူးပိုပြီးယူကျင်စရာကောင်းတာကဒီကဘာမှာမူလဒေတာခံဆိုတာမျိုးသိမရှိတော့ပဲသူတို့လိုကဘာကူပြောင်းလာသူတွေကပဲပင်မလူကြီးဖြစ်နေတာပါဒီကဘာမှာလည်းသူတို့ပိုင်စနစ်တကျလက်ပတ်နေတဲ့အစီအစဉ်တစ်ခုရှိနေပြီးသားဖြစ်ပါတယ်ကဘာကူလာသူတွေအနေနဲ့ဘဝကိုတာရရှောက်လန်းလို့မရပဲစည်ရင်စရာတေချာတွေ့ရပြီးဘဝလန်အကြောင်းကိုပါစနစ်တကျစီစဉ်ပေးတဲ့အဖွဲ့အစည်းတွေရှိပါတယ်ပထမဆုံးခြေလှမ်းဖြစ်စည်ရင်တွင်းချိန်မှာမိမိဖြစ်ချင်တဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းကိုရေးသားရပြီးထို့နောက်ဝင်းကဘာတွင်ဝင်ရောက်ကတာရဲတွေကိုတုတ်တင်ပြီးရရှိလာတဲ့အရင်းမြစ်တွေနဲ့ရှင်တန်ရေးအတွက်လိုအပ်တဲ့ပံ့ပိုးမှုအမှတ်တွေကိုစုဆောင်းရပါတယ်ဒီအမှတ်ကအစားအသောက်အဝတ်ထည်နေထိုင်ရေးမှအစအရာကိုဆုံးဖြတ်ပေးတာဖြစ်ပြီးအစင်ရမဲ့အလွန်နဲ့တွားရင်နေစရာအိမ်မှာဆုံးရှုံးပြီးလမ်းဘေးရောက်သွားနိုင်ပါတယ်ကိုဖြစ်ချင်တဲ့အလုပ်ကိုစည်ရင်ရေးတွင်းနိုင်ပေမဲ့ရမရဆိုတာကတော့လူကဆုံးဖြတ်တာမဟုတ်ပဲစနစ်ကထိုသူကြီးအတွေ့အကြုံပါရမီစတာတွေပုံမူတည်ပြီးကံကြမ္မာကိုရွေးချယ်ပေးတယ်လို့စစ်စစ်တာဖြစ်ပါတယ်မင်းသားတယောက်ပါရွေးရမှန်းမသိဖြစ်နေချိန်မှာအတိတ်ဘဝကအမျိုးသမီးအထက်လူကြီးနဲ့မထင်မှတ်ပဲပြန်ဆောင်ခဲ့ပါတယ်သူမကမင်းသားထက်စောပြီးရောက်နေတာမို့စည်ရင်တွင်းပြီးစီကနတ်သမီးစစ်သူကြီးဆိုတဲ့ရှီလန်တိုက်ခိုက်ရေးစကေးရရှိထားပြီးဖြစ်ပါတယ်ဒီစကေးကတိုက်ခိုက်အားရောခွာစစ်ပါအလွန်တမ်းမာတဲ့စကေးဖြစ်တာကြောင့်သူမကမင်းသားကိုမြင်ချင်းပဲအတိတ်ဘဝကလိုလက်တွဲလုပ်ကင်ခြင်းတဲ့သဘောနဲ့အသင်းဖွဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့မင်းသားကတော့စက္ကန့်ပိုင်းများတော့မတိုးဆုပ်ပဲဓာတ်ရိုက်ရင်းပစ်လိုက်ပါတယ်အတိတ်ဘဝတုန်းကပူပေါင်းဆောင်ရွက်မှုဆိုတာသူများရဲ့ကောင်းမှုဖြတ်အနိုင်ကျင့်ခံခဲ့ရတဲ့ကြီးကျုံဘဝပဲဖြစ်ခဲ့လို့ဒီဘဝမှာအတိတ်ပြန်စားရတာမို့အထက်လူကြီးနဲ့လက်အောက်ငယ်သားဆက်ဆံရေးဆိုတဲ့ပြန်မဝင်ကျင်တော့ပါဘူးအထက်လူကြီးကတော့ညှင်းပယ်ခံလိုက်ရလို့ခဏများကြောင်းသွားပေမဲ့အတင်းကျပ်မလုပ်ပဲစိတ်ရှုပ်ထွေးစွာဖြင့်အခြားအတင်းပေါ်ရှာဖို့ထွက်သွားခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်မင်းသားဟာအတင်းဖွဲ့စနစ်ရဲ့လက်တွေ့ဆန်မှုကိုသဘောပေါက်သွားခဲ့ပြီးဘေးပတ်ဝန်းကျင်မှာလည်းနောက်တန်းအကူစကေးသမားတွေဟာအလွန်ရေပန်းစားနေတာကိုသိလိုက်ရပါတယ်နောက်တန်းသမားတွေဟာတိုက်ပွဲကိုဓာတ်ရိုက်ရင်ဆိုင်စရာမလိုပဲနောက်ကနေခန်းစင်းမြင့်ပေးခြင်းကုသပေးခြင်းနဲ့ကင်းထောက်ခြင်းစတာတွေကိုပဲကူညီပေးရတာဖြစ်ပြီးပိုအရေးကြီးတာကရှေ့တန်းမပြိုသမျှတည်ဆုံနိုင်ခြင်းအလွန်နည်းပြီးရှင်တန်နှုန်းအမြင့်ဆုံးဖြစ်နေတာပါပဲရှင်တန်ဖို့ကပထမမှုမင်းသားလည်းနောက်တန်းအကူလမ်းကြောင်းကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့စည်ရင်တွင်းချိန်မှာစနစ်ကပုံမှန်ရလက်ကိုမပြပဲဖက်လို့မရတဲ့စာတန်းရှုပ်ထွေးတွေသာထွက်ပေါ်လာခဲ့တာကြောင့်စည်ရင်လက်ခံသူမဲပင်ကြောင်းသွားခဲ့ပါတယ်ကြာရှုံးတာလည်းမဟုတ်စမ်းချိန်ပြီးစတိပြတာလည်းမဟုတ်ပဲလုံးဝမသိရှိနိုင်တဲ့အခြေအနေဖြစ်နေပေမဲ့စည်ရင်အောင်မြင်သွားတာတော့တေချာပြီးဘာနောက်တန်းစကေးလဲဆိုတာတော့မှတ်တမ်းမရှိပါဘူးအစပိုင်းမှာအတင်းရှာမရမှာစိုးတာကြောင့်စည်ရင်လက်ခံသူကကူညီသည့်အနေဖြင့်ကြီးစား900ခွင့်ကူပွန်အချို့ပေးလိုက်ပါတယ်စည်ရင်စရာဌာနကထွက်လာပြီးနောက်မင်းသားဟာနောက်တန်းအကူစကေးတွေမှာအတင်းပေါ်ကြီးတိုက်ခိုက်အားကိုမြင့်တင်ပေးခြင်းခန်းစစ်ကိုမြင့်တင်ပေးခြင်းအသက်ကိုပြန်လည်ကုသပေးခြင်းနဲ့ပတ်ဝန်းကျင်အမြင့်အာရုံကိုကျေပြန့်စေခြင်းစတဲ့အဓိကတတိလေးမျိုးရှိတာကိုလေ့လာသိရှိခဲ့ပါတယ်စတင်ချိန်မှာအမှတ်နှစ်မရရှိထားတာကြောင့်တိုက်ခိုက်အားမြင့်တင်ခြင်းနဲ့ခန်းစစ်မြင့်တင်ခြင်းတို့ကိုရွေးချယ်လိုက်ပါတယ်ထို့နောက်ကြီးစားအဖွဲ့အစည်းစီတွားရောက်ခဲ့ပေမဲ့ရွေးချယ်စရာတိတ်မရှိခဲ့ပဲလက်ရှိ900လို့ရတဲ့ကြီးစားဆိုလို့ရှီလန်တိုက်ခိုက်ရေးသမားဖြစ်တဲ့ဖွတ်လူမြတယောက်ပဲကြံပါတော့တယ်မင်းသားဟာအစကတော့ခန္ဓာကိုယ်ရဲ့ကြီးမားပြီးရုပ်ဆိုးကြမ်းတဲ့တာရဲကောင်ပုံစံရှီလန်တိုက်ခိုက်ရေးသမားဖြစ်လိမ့်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့တကယ်တွေ့လိုက်ရတဲ့ခါကျမှထိုသူဟာလူသားမင်းကလေးတယောက်နဲ့ပို့တူပြီးခန္ဓာကိုယ်မှာမျိုးနွယ်ချဆက်မြုံမဲ့လက္ခဏာအချို့သာပါရှိတာကိုတွေ့လိုက်ရပါတယ်မိတ်ဆက်ပေးချက်တွေအရဒီကဘာကမျိုးနွယ်ချတွေဟာတဘာဝအတိုင်းဝေးဖွားလာတာမဟုတ်ပဲဝင်းကဘာတွင်းမှာတည်ဆုံသွားခဲ့တဲ့လူသားတွေရဲ့အတွင်ပြောင်းလဲသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်သူတို့ဟာစကားပြတောဆိုနိုင်စွမ်းနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းတွေဆုံးရှုံးသွားကြပြီးဗီဇအတိုင်းပဲလှုပ်ရှားနိုင်ကြတော့ပေမဲ့သူတို့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ခန္ဓာကိုယ်စွမ်းရည်တွေကိုတော့ထိန်းသိမ်းထားခြင်းမှုကြီးစားစနစ်ရဲ့တိုက်ခိုက်ရေးအစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့တာပါဒီဖြစ်တည်မှုကကြေကွဲစရာကောင်းပေမဲ့စတင်ကစားမင်းသားအတွက်တော့ဒါဟာအလက်တွေ့ကြဆုံးရွေးချယ်မှုဖြစ်ခဲ့တာကြောင့်ဖို့လူမျိုးကြီးစားမလေးနဲ့အတင်းဖွဲ့ပြီးဝင်းကဘာစီကိုထွက်ခွာခဲ့ပါတယ်ဝင်းကဘာဝင်ဝါမရောက်မီမှာအကူအညီပေးသူအချို့ရောက်လာပြီးအမိတက်ခံထားရသည့်မွန်ဆာရာ name masters တွေကိုတတိထားဖို့တတိပေးခဲ့ကြပါတယ်ဒီမွန်ဆာရာတွေဟာပုံမှန်ပေါ်လာတတ်တဲ့မွန်ဆာရာမျိုးမဟုတ်ပဲအလွန်ရှားပါးစွာပေါ်ပေါက်တတ်ပြီးပုံမှန်ထက်အစပေါင်းများစွာတမ်းမာတာကြောင့်အသစ်ဆက်သမားတွေနဲ့တွေ့ရင်လွတ်မြောက်နိုင်ခြင်းလုံးဝမရှိပဲချက်ချင်းထွက်ပြေးဖို့သာအကြံပြုကြပါတယ်ဒီတတိပေးချက်တွေကြောင့်မင်းသားဟာဒီကဘာရဲ့အနေကထင်ထားတာထက်ပုံမလက်တွေ့ကြကြောင်းသဘောပေါက်သွားခဲ့ပါတယ်ထို့နောက်သူတို့နှစ်ဦးဝင်းကဘာရဲ့ပထမထပ်ကိုစတင်ဝင်ရောက်ခဲ့ကြပြီးမကြမီမှာပဲတမင်မွေးပေါ်လုံးပုံစံရှိတဲ့ပထမဆုံးအနေစားမွန်ဆာရာတစ်ကောင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်ကြည်ရတာဘာအနေရမှမရှိပုံရပေမဲ့တကယ်တိုက်ပွဲမှာတော့တိုက်ခိုက်မှုအရှိန်နဲ့ရိုက်ခတ်အားကအလွန်ပြင်းထန်လာပါတယ်ဖို့လူမျိုးမလေးကရှေ့ကနေကာကွယ်ပေးခဲ့ပေမဲ့စက်တိုက်ခိုက်ခံရမှုကြောင့်သူ၏တွေးပမာဏကျဆင်းသွားခဲ့ပါတယ်ဒီခါမှမင်းသားဟာဒီကဘာကမွန်ဆာရာတွေကိုအထင်သေးလို့မရကြောင်းသဘောပေါက်သွားပြီးအရေးပေါ်အခြေအနေမှာအကာအကွယ်ပေးသည့်စကေးကိုပထမဆုံးအကြိမ်အသုံးပြုလိုက်ပါတယ်စကေးရဲ့ထိရောက်မှုကမထင်မဲ့ထားလောက်အောင်ကောင်းမွန်ခဲ့ပြီးခန်းစစ်အားချက်ချင်းမြင့်တက်သွားကတည်စီနိုင်လောက်တဲ့ရိုက်ခတ်မှုကိုကြက်ကြက်ခံနိုင်ခဲ့ပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးဖို့လူမျိုးမလေးကတုတ်ပြန်တိုက်ခိုက်ကမွန်စတာကိုတုတ်တင်နိုင်ခဲ့ပါတယ်တိုက်ပွဲအပြီးမှာတရားရသွားတဲ့ဖို့လူမျိုးမလေးကိုကြည့်ပြီးမင်းသားဟာနောက်တန်းအကူရဲ့အရေးပါမှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရပါတယ်နည်းနည်းလေးနောက်ကျသွားခဲ့ရင်ရလက်ကပြောင်းလဲသွားနိုင်တာကြောင့်နောက်တစ်ချိန်ကျရင်စကေးကိုချက်ချင်းသုံးပြီးမင်းကလေးကိုတရားမရစေရဘူးလို့စစ်ထဲကနေတနစ်ခံချလိုက်ပါတယ်ပြန်လဲတက်တာအောင်အနားယူဖို့ပြင်ဆင်နေစဉ်မှာပဲမလန့်မကန်းကနေအော်တန်ကြားလိုက်ရလို့တွားကြည့်ရမင်းသားရဲ့အထက်လူကြီးဟောင်းရှေ့တန်းမှာတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ရှေ့မှာရောက်နေတဲ့မွန်ဆာရာကတော့အမိတက်ခံထားရသည့်မွန်ဆာရာအနည်းအောင်ဝေးပေါ်လုံးဖြစ်နေပါတယ်ဒီမွန်စတာကအဆင့်တတာရှိသေးပေမဲ့အဆင့်3ရှိတဲ့စေတနာဝန်ထမ်းအသင်းကိုပါအလွယ်တကူတုတ်တင်နိုင်တဲ့အကောင့်ပါမင်းသားဟာသူ့ရဲ့အထက်လူကြီးဟောင်းဣကာယာရှိကိုဒီတိုင်းကြည့်မနေနိုင်ခဲ့ပါဘူးတကယ်တော့မင်းသားရဲ့ဝက်ဖက်ဖြစ်တဲ့နောက်တန်းစကေးရဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတိုက်ခိုက်ရေးနဲ့ခန်းစစ်အကူအညီမဟုတ်ပဲပြန်လည်ကုသပေးသည့်စကေးဖြစ်နေတာပါအသင်းဖော်ရဲ့နောက်မှာမတ်တရက်နေုံနဲ့ကုသမှုအကျိုးတက်ရောက်မှုကစက်တိုက်ဖြစ်ပေါ်နေပြီးအသင်းဖော်ဤသဘောကျချစ်ခင်မှုကိုပါမြင့်တက်စေတာဖြစ်ပါတယ်ဒါကြောင့်ပဲနောက်ပိုင်းမှာပြတ်သားထက်မြက်လာတဲ့အထက်လူကြီးဣကာရာရှိဟာညတကောင်မှာမျက်နှာလေးမြည်ရဲပြီးအိတ်တဲ့အခါနောက်ကျောပေးမအိတ်ပါနဲ့မဟုတ်ရင်အိတ်နေရင်မင်းကြောင့်ပဲခေါင်းနဲ့ပေါ်လာလို့ပါဆိုပြီးလာရောက်တောင်းပန်ရတဲ့အထိဖြစ်လာခဲ့တာပါကိစ္စအစကတော့အဲ့ဒီအနီရောင်မွေးဘောလုံးမွန်စတာပေါ်လာခြင်းကလေးကပါဣကာရာရှိနဲ့သူမကြီးယာယီအသင်းဟာဝင်းကပါကိုစူးစမ်းနေစဉ်ဒီမွန်စတာနဲ့တိုက်ဆိုင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်အသင်းကောင်းဆောင်ကအခြေအနေကိုသိရှိသွားပြီးခြားလေအသင်းသုံးမျိုးပြန်ကာထားလေးကိုသုံးကတက်ခောက်ပူပေမဲ့ဣကာရာရှိကတော့အခြားသူတွေလွတ်မြောက်ဖို့အတွက်တယောက်တည်းကြံခဲ့ပြီးတားဆီးပေးခဲ့တာပါမင်းသားရောက်ရှိလာချိန်မှာဣကာရာရှိဟာလျှက်စီးစကေးတွေကိုစက်တိုက်ထုတ်တုံးပြီးအာယုံလွဲနေပေမဲ့မွန်စတာရဲ့ခန်းစစ်ကမြန်မာလုံးတလူတိုက်ခိုက်မှုတွေကိုပါရှောင်ရှားနိုင်ခဲ့ပါတယ်ဣကာရာရှိမာနာကုန်ခန်းသွားချိန်မှာတော့မွန်စတာကဘေးဘက်ကနေအရှိန်နဲ့ပြန်လဲခုံအုပ်လိုက်ပြီးသူမတိုက်ခိုက်ခံရတော့မယ့်အနေအဆိုးနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်မင်းသားကအရေးပေါ်ကာကွယ်ပေးသည့်စကေးကိုလျင်မြန်စွာထုတ်သုံးလိုက်ပေမဲ့စကေးကလုံးဝတုံ့ပြန်မှုမရှိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာပဲဣကာရာရှိဟာအနီရောင်မွေးဘောလုံးရဲ့တိုက်ခိုက်မှုကိုတိုက်ရိုက်ခံလိုက်ရပြီးမြေပြင်ပေါ်အပြင်းထန်လဲကျသွားခဲ့ပါတယ်ဒီခါမှမင်းသားဟာသူ့၏အကူအညီပေးသည့်စကေးတွေဟာပုံမှန်လူတွေပေါ်သုံးလို့မရပဲတရားဝင်အသင်းပေါ်ဖြစ်မှသာသုံးဆွဲလို့ရနိုင်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်အနီရောင်မွေးဘောလုံးကနောက်ဆုံးထိုးနှက်ချက်ပေးဖို့ပြင်နေချိန်မှာပဲမင်းသား900ထားတဲ့ကြအေးစားဖြစ်တာကြောင့်အသင်းဝင်ဖြစ်နေသူဖို့လူမျိုးမလေးထရီစီယာကအချိန်မီပြေးဝင်ကာကွယ်ပေးခဲ့တာမို့အကာအကွယ်စကေးဟာအောင်မြင်စွာအလုပ်
လုပ်သွားခဲ့ပါတယ်ထရီစီယာကအနီရောင်မွေးဘောလုံးရဲ့တိုက်ခိုက်မှုကိုအလွယ်တကူတားဆီးလိုက်နိုင်တာကိုမြင်တော့မင်းသားကခန်းစစ်အမတ်10မှတ်ပေါင်းထည့်ပေးုံနဲ့တားဆီးနိုင်တာကြောင့်မွန်စတာ၏တိုက်ခိုက်အားဟာ10မှတ်ပင်မရှိကြောင်းရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်ခန်းစစ်အကူအညီကထိရောက်ပါကတိုက်ခိုက်ရေးအကူအညီလည်းထိရောက်မိဖြစ်တာကြောင့်မင်းသားကတိုက်ခိုက်ရေးစကေးကိုထရီစီယာထံချက်ချင်းပေါင်းထည့်ပေးလိုက်ပါတယ်မူလကလေးကစွမ်းရည်ထက်မြက်သူဖြစ်ပြီးထရီစီယာဟာတိုက်ခိုက်အား10မှတ်ထက်မှန်ရရှိသွားတော့အခါတိုက်ခိုက်ရေးစွမ်းအားအစမတန်မြင့်တက်သွားပြီးတစ်ချက်တည်းနဲ့ပင်အနီရောင်မွေးဘောလုံးကိုတောင်နေရန်စီရိုက်ထုတ်ကတိုက်ပွဲကိုအဆုံးသတ်လိုက်ပါတယ်မွန်စတာလဲကျသွားသည့်အခါမှာမင်းသားဟာဒီဝက်ဖဲစကေးဟာထင်ထားတာထက်ပုံမလွန်ကဲကြောင်းထိထိရောက်ရောက်သိရှိသွားခဲ့ပါတယ်အနီရောင်မွေးဘောလုံးကိုအနိုင်ယူပြီးနောက်မင်းသား၏အဆင့်ဟာအဆင့်2သို့မြင့်တက်သွားပြီးစကေးအမှတ်တရားရှိခဲ့တာကြောင့်ပြန်လည်ကုသပေးသည့်စကေးကိုမတွန့်ဆုပ်ပဲတင်ယူကအီဂါရာရှိထံချက်ချင်းတွားရောက်ခဲ့ပါတယ်ဒါပေမဲ့ဒီစကေးကလည်းအသင်းပေါ်ခံစား권တာဖြစ်တာကြောင့်မင်းသားဟာအီဂါရာရှိကိုယာယီအသင်းနဲ့ဆွဲထည့်လိုက်ရပါတယ်စကေးစတင်လိုက်တော့အခါစက္ကန့်30တိုင်းမှာအသက်အမှတ်5မှတ်စီပြန်လည်ပြလာခဲ့ပါတယ်အစင်မြင့်စူးစမ်းရှာဖွေသူတွေအတွက်ဒါဟာနေပါပေမဲ့အသက်အမှတ်အနေငယ်သာရှိကြသည့်အသစ်ဆက်ဆက်သမားတွေအတွက်တော့အီဂါရာရှိကိုတေပေးမှဆွဲထုတ်နိုင်ရန်လုံလောက်ခဲ့ပါတယ်ဒဏ်ရာညင်တက်သွားတော့လေအီဂါရာရှိနူးမလာသေးတာကြောင့်မင်းသားဟာအချိန်မဆွဲပဲအနီရောင်မွေးဘောလုံး၏အလောင်းကိုတင်းစီကကဲဆယ်ရေးအဖွဲ့ကိုဆက်သွယ်၍အီဂါရာရှိကိုမျိုးရဲသို့စေကူတရန်ပို့ဆောင်ပေးခဲ့ပါတယ်ကဲဆယ်ရေးအဖွဲ့ရောက်ရှိလာချိန်မှာအသင်းဖွဲ့တွင်စောစောကတွေ့ဆုံခဲ့မှုသည့်ဒါသမားအဲလီနှင့်လေးသမားရှီရိုမီယာတို့လည်းသတင်းကြား၍ရောက်ရှိလာခဲ့ကြပါတယ်အမိတက်ခံထားရသည့်မွန်စတာပေါ်လာကြောင်းကြားသိရသောအခါနှစ်ဦးစလုံးအလွန်အားအသင့်သွားကြပြီးမင်းသားကထိုမွန်စတာကိုအနိုင်ယူလိုက်ကြောင်းသိရသောအခါအဲလီပင်လင်းလုံးဝမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်အဆင့်3တင်းများပင်စက္ကန့်ပိုင်းတွင်တည်ဆုံနိုင်သည့်မွန်စတာကိုအသစ်ဆက်ဆက်သမားတစ်ယောက်ကအနိုင်ယူခဲ့သည်ဆိုဒီမှာမိသူများယုံကြည်နိုင်မည်မဟုတ်ပါအဲလီကမင်းသားမိတို့လှုပ်ဆောင်ခဲ့သည်ကိုဆက်လက်မင်းမြန်းခြင်းတော့လဲစူးစမ်းရှာဖွေသူများကြားစကေးနှင့်စွမ်းရည်များကိုစူးစမ်းခြင်းမှာမပြုလို့ရသည့်စီကံဖြစ်တဲ့ဖြင့်ဆက်မှတ်မိတော့ပါမင်းသားကလည်းပထမဆုံးဆုံတွေ့စဉ်က LED တော်တော်များများရှာဖွေနေသည့်မဟာအကူကိုရှာဖွေနေကြောင်းတတိယလိုက်ပြီးမိမိကိုယ်တိုင်နောက်တန်းအကူဖြစ်ကြောင်းပြောပြပါကအသင်းဝင်ရန်ချက်ချင်းဖိတ်ခေါ်မိကိုသိတော်လဲလက်ရှိတွင်အီဂါရာရှိ၏ဒဏ်ရာကိုသာစိုးရိမ်နေတဲ့ဖြင့်ဒီကိစ္စကိုခဏပေးဖယ်ထားလိုက်ပါတယ်ကဲဆယ်ရေးကိစ္စများပြီးစီးပြီးနောက်မင်းသားသည်ကြေးစားဖွဲ့စည်းသို့တွားရောက်ကထရီစီယာကိုပြန်လည်အနံခဲ့ပါတယ်ဒုဥက္ကဋ္ဌကထရီစီယာ၏မင်းသားပေါ်ပြုမှုပုံကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ပါတယ်ပုံမှန်အားဖြင့်မျိုးနွယ်ခြားကြေးစားများသည်တာဝန်ပြီးလျင်ပြန်သွားတတ်ကြပြီးငှားရမ်းသူအပေါ်တန်ရောစဉ်ပြတ်တလိမရှိတော့လေထရီစီယာမှာမင်းသားကိုတွေ့ချိန်မှစ၍အကြည့်မလွဲပဲတွေ့တာနေသည့်ပုံစံပြသနေသောကြောင့်ဖြစ်ပါတယ်ဒါကိုမြင်တွေ့ရသောအခါဒုဥက္ကဋ္ဌကကြေးစားကြေးကူပွန်အစုံလိုက်စုဆောင်းနိုင်မှာကမျိုးနွယ်ခြားကြေးစားတစ်ယောက်ကိုထာဝရငှားရမ်းခွင့်ရရှိမည်ဆိုသည့်သတင်းကောင်းကိုချွင်းချက်အနေဖြင့်ပြောပြခဲ့ပါတယ်ထရီစီယာကမင်းသားနောက်လိုက်ခြင်းတဲ့ဖြင့်ကူပွန်များမြင်းမြန်းစုဆောင်းကတရားဝင်အသင်းဝင်အဖြစ်တိမ့်ပိုက်ရန်အကြံပြုခဲ့ရမင်းသားလည်းဒီပန်းတိုင်ကိုချက်ချင်းမသားလိုက်ပါတယ်ကြေးစားအဖွဲ့အစည်းမှထွက်ခွာပြဒီနောက်အနီရောင်မွေးဘောလုံး၏အလောင်းကိုယူဆောင်ကစွန့်စားသူများအဖွဲ့အစည်းတို့တာဝန်အနှံရန်တွားရောက်ခဲ့ပါတယ်စီရင်ခံမေပင်ကမင်းသားကိုလူကြိုက်နေသည့်နောက်တန်းအကူစကေးရွေးချယ်မိအောင်တတိမပေးလိုက်နိုင်တဲ့ဖြင့်စိုးရိမ်နေချိန်မှာပဲမင်းသားကအနီရောင်မွေးဘောလုံးအလောင်းကိုစာပွဲပေါ်တင်လိုက်ရအဖွဲ့အစည်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်အလောင်းမှန်ကန်ကြောင်းအတည်ပြုပြီးနောက်အဖွဲ့အစည်းကစုချင်းငွေများကိုချက်ချင်းထုတ်ပေးခဲ့ပါတော့တယ်အမိတက်ခံထားရသည့်မွန်စတာအနီရောင်မွေးဘောလုံးကိုတုတ်တင်နိုင်ခဲ့တာကြောင့်မင်းသားဟာရွှေတင်ကား20နဲ့ပံပိုးမှုအမှတ်280ရရှိခဲ့ပါတယ်ဒီရလက်ဟာအသစ်ဆက်ဆက်သမားတစ်ယောက်အတွက်တော့အလွန်ပင်ကြီးမားလာပါတယ်ဒါပေမဲ့စီရင်ခံမေပင်ကိုတကယ်တမ်းအံ့အားသင့်စေခဲ့တာကတော့မင်းသားဒီတစ်ခေါက်စူးစမ်းရှာဖွေမှုမှာရရှိခဲ့တဲ့ယုံကြည်မှုအမှတ် trust points တင်ဖြစ်ပြီးစုစုပေါင်း90တိတိရရှိခဲ့တာပါမင်းသားဟာယုံကြည်မှုအမှတ်ဆိုသည့်ဝါဟာရကိုပထမဆုံးအကြိမ်ကြားပူးခြင်းဖြစ်တာကြောင့်စီရင်ခံမေပင်ကစူးစမ်းရှာဖွေသူများ၏စွမ်းရည်အပြင်အသင်းဖော်များအကြားတိစောက်ထားသည့်ယုံကြည်မှုကလည်းပံပိုးမှုအမှတ်ဖြစ်မှတ်တမ်းဝင်ကြောင်းရှင်းပြခဲ့ပါတယ်ထို့ကြောင့်စူးစမ်းရှာဖွေမှုတစ်ခုပြီးတိုင်းအသင်းဖော်၏လက်ခံအတိမတ်ပြုမှုပမာဏပုံမူတည်၍စနစ်ကယုံကြည်မှုအမှတ်ကိုတွက်ချက်ပေးတာပါပုံမှန်အသင်းသည်စူးစမ်းရှာဖွေမှုတစ်ကြိမ်ပြီးပါက9မှတ်ရရှိလျင်ပင်အတော်ကောင်းမွန်သည်ဟုသတ်မှတ်နိုင်ပြီး10ကြိမ်စူးစမ်းရှာဖွေမှသာအမှတ်90စူးစောင်းမိနိုင်တာဖြစ်ပါတယ်မင်းသားကတော့ဝင်ကပါတယ်ပထမဆုံးအကြိမ်စင်းယုံဖြင့်အမှတ်90ရရှိခဲ့ရအဖွဲ့အစည်း၏တမိုင်းတွင်လည်းဒီလိုစံချိန်မျိုးမရှိခဲ့ဘူးပါဒီအခါမှမင်းသားသည်သူ၏ပြန်လည်ကုသပေးသည့်စကေးဟာအသက်အမှတ်ကိုပြန်လည်ဖြစ်ပေးုံသာမကအသင်းဖော်ကိုစက်တိုက်ကူညီပေးနေသည်များကာလပတ်လုံးနှစ်သက်သဘောကျမှုကိုပါစက်တိုက်မြင့်တက်စေကြောင်းသဘောပေါက်သွားခဲ့ပါတယ်ဒီလိုစဉ်းစားကြည့်လိုက်တော့အခါထရီစီယာကသူ့ထံမှမခွဲခွာခြင်းပဲတွေ့တာနေသည့်အကြောင်းရင်းမှလည်းရှင်းလင်းသွားခဲ့ပါတယ်ပံပိုးမှုအမှတ်စင်းရှင်းလင်းပြီးနောက်မင်းသား၏ဝင်ကပါနိုင်ငံတစ်ခုလုံးရှိစုစုပေါင်းအဆင့်ရဒီမှာဥမာအောက်ဘက်တွင်ရှိနေစေဖြစ်တော်လဲအမှတ်ရှိ area ရှိအသစ်ဆက်ဆက်သမားများကြားတွင်တော့အထက်လဲအဆင့်သို့ရောက်ရှိသွားခဲ့ပါတယ်စီမင်းများရဒီအဆင့်ရဒီမှုသည်အဆင့်မြင့်အခန်းကျတစ်ခန်းရရှိရန်လုံလောက်ခဲ့ပါတယ်တော့ကိုရရှိပြီးချိန်တွင်အီဂါရာရှိတတိပြန်ရလာပြီးဖြစ်ကြောင်းသတင်းကောင်းကိုစီရင်ခံမေပင်ကထပ်မံပြောပြခဲ့တဲ့ဖြင့်မင်းသားသည်စေယုံသို့ချက်ချင်းတွားရောက်ကြည့်ရှုခဲ့ပါတယ်အီဂါရာရှိနိုးလာသောအခါပထမဆုံးပြောသည့်စကားမှာမင်းသားအားအမိတက်ခံထားရသည့်မွန်စတာကိုအောင်မြင်စွာတုတ်တင်နိုင်ခဲ့သည့်အတွက်ဂုဏ်ပြုစကားဖြစ်ပါတယ်သူမ၏အမြင်တွင်မိမိသည်အကူအညီမပေးနိုင်ခဲ့သည့်အပြင်နောက်ဆုံးတွင်ဝင်ထုတ်ဝင်ပိုးပင်ဖြစ်ခဲ့ရသည်ဟုထင်မှတ်နေခဲ့တာပါသို့သောမင်းသားကခေါင်းခါလိုက်ပါတယ်အီဂါရာရှိကအခြားသူများဆုတ်ခွာနိုင်ရန်အချိန်ဆွဲပေး၍နောက်တန်းတွင်ကြံခဲ့ခြင်းမရှိပါကထရီစီယာကူညီရန်ရောက်ရှိလာသည့်အထိတောက်ခံနိုင်မည်မဟုတ်သလိုမိမိ၏အကူအညီပေးသည့်စကေး၏တကယ်စွမ်းရည်ကိုလည်းစူးစမ်းတွေ့ရှိရမည်မဟုတ်ပါဘူးအီဂါရာရှိသည်မနိုင်မသိလျက်နှင့်အသင်းပေါ်များကိုကာကွယ်ပေးခဲ့သည်ကိုမြင်တွေ့ခဲ့ရ၍လည်းမင်းသားသည်သူမအားမိမိအသင်းသို့ဝင်ရောက်ရန်ဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်အီဂါရာရှိမှာခဏမျှရှက်ကိုရှက်ကန်ဖြစ်သွားခဲ့ပါတယ်အတိတ်ဘဝတုန်းကသူမသည်မင်းသား၏အထက်လူကြီးဖြစ်ခဲ့တော်လဲယခုအခါမင်းသား၏အသင်းဝင်ဖြစ်လာရသဖြင့်ယာရုအဆင့်တန်းမှာရုတ်တရက်ပြောင်းပြန်ဖြစ်သွားခဲ့ရတာပါတိုးတော်လဲတယောက်တည်းဆက်လက်လှုပ်ရှားပါကဝင်းကပါအတွင်းရှင်တန်ရန်ခက်ခဲမိကိုသိရှိထားသဖြင့်ဖိတ်ခေါ်မှုကိုကောင်းကြီးလက်ခံလိုက်ပါတယ်မထွက်ခွာမီသူမကမင်းသားအားအတိတ်တုန်းကကုမ္ပဏီတွင်မိမိအားဌာနမှုဟုခေါ်ဆိုနိုင်တော့လဲယခုအခါခြားနာသည့်ကဘာသို့ရောက်ရှိလာပြီးအားလုံးမှာစူးစမ်းရှာဖွေသူများဖြစ်ကြသဖြင့်နောင်တွင်အမိကိုသာတိုက်ရိုက်ခေါ်ဆိုနိုင်ကြောင်းအထူးသတိပေးခဲ့ပါတယ်နှစ်ဦးစလုံးတရားဝင်အသင်းဖွဲ့ပြီးနောက်မင်းသားသည်ဣဒါရရှိအားအသင်းဖွဲ့ခြင်းကိုအထိမ့်မဲ့ပြုသည့်အနေဖြင့်အစားအသောက်ကောင်းမွန်စွာကျွေးမွေးခဲ့ပါတယ်အစားအသောက်သုံးဆောင်နေစဉ်အနီးနားရှိစူးစမ်းရှာဖွေသူအချို့ကဒါသမားအယ်လီကြောင့်ပြောဆိုနေကြသည်ကိုကြားလိုက်ရပါတယ်အယ်လီဒီချီရိုယာဘရိုက်ဂေဟုခေါ်သည့်အလွန်ကြော်ကြားသောစစ်တီတော်များအဖွဲ့အစည်းမှလာခြင်းဖြစ်ပြီးမကြာမီကာလအတွင်းအသစ်ဆက်ဆက်သမားတစ်ယောက်အားအဆင့်တက်စေရန်ခေါ်ဆောင်သွားကအာကူထိုက်သည့်စူးစမ်းရှာဖွေသူအဖြစ်ညံ့ညံ့ဆက်ဆက်လေ့ကျင့်ပေးပြီးအဖွဲ့အစည်းတို့အတူတကွပြန်လည်ခေါ်ဆောင်သွားခြင်းနေတာဖြစ်ပါတယ်မင်းသားသည်ဒီသတင်းများကိုစိတ်ထဲမှာတိတ်တဆိတ်မှတ်သားလိုက်ပြီးနောက်
ဣကာရာရှိအားနားကိုရန်ရရှိထားသည့်အစင်းမြင့်အခန်းကျယ်စီသို့ခေါ်ဆောင်သွားခဲ့ပါတယ်အခန်းမှာကျယ်ဝန်းတော်လဲအခန်းတစ်ခန်းသာပါရှိသဖြင့်နှစ်ဦးစလုံးသည်အလဲတွင်လိုက်ကာတစ်ခုကာရန်ကတစ်ဖက်စီတွင်အိတ်ဆက်ခဲ့ကြပါတယ်ညတကောင်ရန်တို့ရောက်သောအခါဣကာရာရှိသည်ရုတ်တရက်လိုက်ကာကိုလှက်လိုက်ပြီးမျက်နှာလေးနီရဲလေးရဲ့မင်းသားအားခေါ်ယူလိုက်ပါတယ်သူမကမင်းသားအားအိတ်ဆက်သည့်အခါမိမိဘက်သို့မလှည့်ပဲအိတ်ပေးရန်တောင်းဆိုခဲ့ပါတယ်မင်းသားမှာစတင်ခြင်းတွင်နားမလည်ဖြစ်သွားခဲ့တော်လဲဣကာရာရှိကမိမိလည်းဘာကြောင့်မှမသိပဲမင်းသားကမိမိဘက်သို့အစင်မြဲလှည့်နေပါကရင်ထဲတွင်ဖော်ပြ၍မရသောစမ်းကြယ်သည့်ခံစားချက်မျိုးဖြစ်ပေါ်နေကလုံးဝအိတ်မပြောနိုင်ကြောင်းရှင်းပြခဲ့ပါဒီစကားကြောင့်မင်းသားသည်ရုတ်တရက်တတိယသွားကစူးစမ်းရှာဖွေရေးကပ်ကိုချက်ချင်းဖွင့်၍စကေးအခြေအနေကိုစစ်ဆေးလိုက်ရာပြန်လည်ကုသပေးသည့်စကေးမှာစက်တိုက်အလုပ်လုပ်နေစေဖြစ်ကြောင်းတွေ့ရှိလိုက်ရပါတယ်။သူနှင့်ဣကာရာရှိလက်ရှိအိတ်ဆက်နေသည့်ပုံစံမှာနောက်တန်းကူသည်ရှေ့တန်းတိုက်ခိုက်ရေးသမား၏နောက်ွယ်တွင်ရက်တက်နေသည့်ပုံစံအတိုင်းကွက်တိဖြစ်နေသဖြင့်တတ်မှတ်ချက်များနှင့်ကိုက်ညီနေသမျှကာလပတ်လုံးဘာမှမလုပ်လျင်ပင်ပြန်လည်ကုသသည့်စကေးမှာရက်တန်သွားမည်မဟုတ်ပါဘူး။ဒီအခါမှမင်းသားသည်ဣကာရာရှိပုံမှမဟုတ်ဟုခံစားနေရခြင်းမှာကုသမှုအကျိုးသက်ရောက်မှုကြောင့်မဟုတ်ဘဲမိမိ၏စကေးကသူမယုံကြည်မှုအမှန်နှင့်ချစ်ခင်မှုကိုစက်တိုက်မြင့်တက်စေနေခြင်းကြောင့်ဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတော့တယ်။မင်းသားဟာအိယာလိတ်ကိုအမြန်ပွေးပိုက်ပြီးအခန်းထဲထွက်အိတ်လိုက်မှသာစကေးအလုပ်လုပ်နေတာရက်တန်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့မင်းသားဟာအနီရောင်မွေးဘောလုံးစီကရရှိထားတဲ့ပစ္စည်းတွေကိုယူပြီးပစ္စည်းထုတ်လုပ်ရေးဆိုင်စီတွားရောက်ခဲ့ပါတယ်။သူဟာထရီစီယာအတွက်မိတက်ထိခိုက်မှုကိုရှော့ချပေးတဲ့ဒိုင်းလွှဲတစ်ခုပြုလုပ်ပေးခဲ့တယ်လို့ဣကာရာရှိအတွက်လည်းအလားတူအစွမ်းပါတဲ့ပိုဝါတစ်ထည်ပြုလုပ်ပေးခဲ့ပါတယ်။မင်းသားကြီးကြောက်ချက်ဆွင်းချကိုလည်းမိတက်တိုက်ခိုက်မှုအစွမ်းပေါင်းထည့်နိုင်ခဲ့ပါတဲ့ပစ္စည်းကိရိယာများအဆင့်မြင့်တင်ပြီးနောက်သူတို့သုံးဦးဟာဝင်းကပါတဲ့ပြန်လည်ဝင်ရောက်ခဲ့ကြပြီးမင်းသားကြီးတိုက်ခိုက်ရေးနဲ့ခန်းစစ်အကူအညီစကေးများကိုစက်တိုက်ထောက်ပံ့ပေးမှုကြောင့်ပထမထက်ရှိပုံမှန်မွန်စတာများသည်သူတို့ကိုလုံးဝမတားဆီးနိုင်တော့ပါလမ်းတစ်လျှောက်ရှင်းလင်းလာခဲ့ကြရာသုံးဦးစလုံးဒုတိယထက်အဝင်ဝါသို့လျင်မြန်စွာရောက်ရှိလာခဲ့ကြပါတယ်။မင်းသားကတော့ကြေးကူပွန်လုံလောက်စွာစုဆောင်းမိပါကထရီစီယာကိုတရားဝင်ငှားရမ်းနိုင်မည်ဖြစ်တဲ့ဖြင့်ဆက်လက်ဝင်ရောက်ရန်စိတ်ကူးထားခဲ့ပေမဲ့ဒုတိယထက်တွင်အမိတက်ခံထားရသည့်မွန်စတာတစ်ပျက်စီးခြင်းပင်ပေါ်ထွက်နေကြောင်းစုံစမ်းသိရှိလိုက်ရပါတယ်။လက်ရှိအဆင့်နှစ်တာရှိသေးသည့်သူတို့အတင်းဤစွမ်းအားနှင့်ဆိုပါကတွားရောက်ခြင်းသည်တေမင်းစီတွားတိုးသည်နှင့်မခြားနာပါမင်းသားကသူတို့နှစ်ဦးကိုခေါ်ဆောင်ကပထမထပ်သို့ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေစဉ်ဒုတိယထပ်အမောင်ထုထဲမှယင်းနှိနေသည့်အော်တန်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ရာထိုအတန်မှာရှီရိုမီရဲ့အတန်ဖြစ်ကြောင်းမင်းသားကချက်ချင်းမှတ်မိလိုက်ပါတယ်။သုံးဦးစလုံးအတန်ထွက်ပေါ်ရာစီသို့အမြန်ပြေးဝင်သွားခဲ့ကြပါတဲ့သူတို့အခင်းဖြစ်ပွားရာစီရောက်ရှိသွားချိန်တွင် LED ရှီရိုမီယာကိုခေါ်ဆောင်ကမွန်စတာအချို့နှင့်တိုက်ခိုက်နေသည်ကိုတွေ့လိုက်ရပါတယ်။ခါတာရှိသည့်အဆွဲပါဝုံဝုံစတာတကောင်ကရှီမခေါ်လာရာLED ကဓာတ်ကိုမြောက်၍တစ်ချက်တည်းနှင့်ပင်ကွင်းလုံးကျိုးတုတ်တင်လိုက်ပါတယ်။ကျန်ရှိနေသည့်မွန်စတာအချို့ကရှီရိုမီယာစီဥတီပြေးဝင်သွားရာဣကာရာရှိနှင့်ထရီစီယာတို့ကချက်ချင်းတုတ်ပြန်တိုက်ခိုက်ခဲ့ကြပြီးကျန်ရှိသောမွန်စတာများကိုအလွယ်တကူရှင်းလင်းပေးခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးသွားတော့လည်းမင်းသားမှာတန်တရားဖြစ်သွားခဲ့ပါတယ်။ LED စွမ်းအားနှင့်ဆိုလျှင်ဒီမွန်စတာများကိုရင်ဆိုင်ရသည်မှာဘာဖြစ်အားမှမရှိနိုင်တော့လဲအပေကြောင့်အဆင့်တက်အသစ်ဆက်ဆက်သမားတစ်ယောက်ကိုဒုတိယထပ်ထိခေါ်ဆောင်လာရသည်နည်းဆိုသည်ပင်ဖြစ်ပါတယ်။ LED ကအဖြေကိုလျင်မြန်စွာပေးခဲ့ပါတယ်။ရှီရိုမီယာအဆင့်မြန်တက်စေရန်အတွက်သူမသည်နှစ်ဦးအကြားအသင်းဖွဲ့ထားခြင်းကိုကြိုတင်ဖြတ်သိမ်းထားခဲ့တာပါ။ဒီလိုလှုပ်ဆောင်ခြင်းဖြင့်မွန်စတာများထံမှရရှိသည့်အတွေ့အကြုံမှတ် X ကိုနှစ်ယောက်ခွဲဝေယူစရာမလိုဘဲရှီရိုမီယာတစ်ယောက်တည်းရရှိမည်ဖြစ်ပါတယ်။ LED ကမွန်စတာများကိုတိုက်ခိုက်နိုင်စွမ်းမရှိတော့သည့်အထိရိုက်နှက်ပေးပြီးရှီရိုမီယာကနောက်ဆုံးထိုးနှက်ချက်ပေးစနစ်ဖြင့်အဆင့်မြင့်တင်ခြင်းကအမြန်ဆုံးဖြစ်ပါတယ်။ LED စောစောနှင့်နောက်ကျပြန်လည်ထွက်ခွာရမည်ဖြစ်ရာအသစ်ဆက်ဆက်သမားများနဲ့ပဲတွင်အမြဲတမ်းနေထိုင်၍မရနိုင်ပါစောစောကအော်ဟစ်လိုက်သည့်အတန်မှလည်းရှီရိုမီယာသည်ဒီလိုမွန်စတာမျိုးနှင့်ပထမဆုံးအကြိမ်တစ်ယောက်တည်းရင်ဆိုင်ရသဖြင့်ခဏများကြောက်သွားခဲ့၍ဖြစ်ပါတယ်။မင်းသားတွင်တိုက်ခိုက်ရေးအကူအညီစကေးကိုထုတ်သုံးလိုက်ပါကအသင်းဖော်အားတိုက်ခိုက်အားတစ်ဆက်မှတ်ပေါင်းထည့်ပေးနိုင်သည့်မယုံနိုင်စရာစကေးတစ်ခုရှိနေပါတယ်။ပမာဏမများပြဟုထင်ရတော့လေဒီတစ်ဆက်မှတ်သည် damage ထိခိုက်မှု 3 damage ဖြစ်တာကြောင့်ရန်သူသည်ယူပဗေဒအကာအကွယ်သို့မဟုတ်မော်ဂျစ်အကာအကွယ်ရှိနေပါစေလုံးဝခုခံနိုင်ခြင်းမရှိပါအကယ်၍အရှိန်မြင့်စက်တိုက်ခိုက်မှုနှင့်ပေါင်းစပ်လိုက်ပါကတိုက်ခိုက်မှုတိုင်းတွင်အပိုတစ်ဆက်မှတ်စီပါဝင်သွားမည်ဖြစ်၍နောက်ဆုံးထွက်ပေါ်လာမည့်တိုက်ခိုက်အားမှာအလုံးပင်ကြီးမားလာပါတယ်။သို့သောဒီစကေးတွင်ကန့်သက်ချက်တွေခုရှိပြီးအသင်းဖော်များပေါ်တွင်သာသုံးဆွဲလို့ရနိုင်တာဖြစ်ရာဒီစွမ်းရည်နှင့်အလိုက်ဖက်ဆုံးဖြစ်သည့်အလီမာမင်းသား၏အသင်းထဲသို့ဝင်ရောက်မထားပါဘူး။သူမမဝင်ခြင်း၍မဟုတ်ဘဲသူမ၏အစ်စ်မှာအလုံးမြင့်မားနေသဖြင့်တရားဝင်အသင်းဖွဲ့လိုက်ပါကအခြားသူများ၏အတွေ့အကြုံမှတ်ရရှိမှုကိုထိခိုက်စေမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သူမသည်ရှီရိုမီယာကိုသာအသင်းထဲဝင်ရောက်စေပြီးမိမိကိုယ်တိုင်မူလွတ်လပ်စွာအတူလိုက်ပါပေးခဲ့တာပါ။သူတို့အခုလိုဝင်ကပါတဲ့ဝင်ရောက်လာရခြင်းမှာပျောက်ဆုံးနေသည့်အသင်းပေါ်မီဆာကီကိုရှာဖွေရန်ဖြစ်ပါတယ်။မီဆာကီတွင်လောင်းကစားသမားကမ်ဘောအသက်မွေးဝမ်းကြောင်းရှိပြီးဘန်နာတစ်တာမြင်ပါကမဖွင့်ပဲမနေနိုင်သဖြင့်ပို့ဆောင်ပေးသည့်ဘန်နာတစ်တာကိုမှားယွင်းဖွင့်လှစ်မိတာမသိရှိနိုင်သည့် area သို့ရောက်ရှိသွားခဲ့တာပါ။ဒါကြောင့်လည်း LED ရှီရိုမီယာအဆင့်တက်ပါကကျေပြန့်သော area စူးစမ်းရေးစကေးကိုတင်ယူနိုင်မည်ဖြစ်၍စောစောကအပြင်းထန်အဆင့်မြင့်တင်ပေးနေခြင်းဖြစ်ပါတယ်။မင်းသားနှင့်ဣကာရာရှိတို့သည်အကြောင်းရင်းကိုသိရှိသွားပြီးနောက်ကုညီရှာဖွေပေးရန်အလိုလျောက်ကမ်းလှမ်းခဲ့ကြပြီးထရီစီယာ၏ရှာဖွေမှုစွမ်းရည်ကိုအသုံးပြု၍ပန်းတိုင်ကိုရှာဖွေခဲ့ကြပါတယ်။ထရီစီယာ၏ကျေပြန့်သောစူးစမ်းရေးစကေးကြောင့်မီဆာကီရှိသည့်နေရာကိုလျင်မြန်စွာရှာဖွေတွေ့ရှိခဲ့ကြတော့လေအခင်းဖြစ်ပွားရာစီရောက်ရှိသွားခြင်းတွင်အားလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။မီဆာကီသည်ဝဝုံဝုံဆာတာတက်မတော်၏ဝိုင်းရံခြင်းကိုခံထားရပြီးသူမ၏ရှိတွင်မူဒုတိယထပ်၏အကြမ်းဖက်ဆုံးအမိတက်ခံထားရသည့်မွန်ဆာတာရက်ဆက်သောမင်းမှုသူတရန်ရက်တက်နေခဲ့ပါတယ်။အလီကအခြေအနေမမှန်ကြောင်းချက်ချင်းရေးမိလိုက်ပါတယ်ဒီမွန်ဆာတာသည်ဒီနေရာတွင်ပေါ်ထွက်လာစရာအကြောင်းမရှိဘဲတစုံတစ်ယောက်ကစေခိုင်း၍မီဆာကီကိုအစာဖြစ်သုံးကမိမိအားမျှခေါ်လိုက်ခြင်းဖြစ်ပါတယ်။အကြောင်းမှာမိမိပါဝင်မတိုက်ခိုက်ပါကမီဆာကီတည်ဆုံးမည်ဖြစ်ပြီးပါဝင်တိုက်ခိုက်ပါကလည်းတိုက်ပွဲထဲပါဝင်လာရတော့မည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။ဒါဟာထောင်ချောက်တစ်ခုမှန်သိနေပေမဲ့လည်းအလီကတော့လုံးဝမတွန့်ဆုတ်ပဲအရှိကိုခုန်ထွက်သွားခဲ့ပြီးသူမ၏တောင်းကျမ်းမှုအခြေအနေ pursuit mode ကိုလည်းချက်ချင်းစတင်လိုက်ပါတယ်မင်းသားဟာဒီအချိန်ကြာမှပဲအလီမှာဘဲကြောင့်တင်မင်းတမန်တာသမားဆိုသည့်ပွဲအမည်ရှိနေရတယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့တယ်လို့စွန့်စားသူအများပြားကသူမနဲ့အသင်းဖွဲ့ဖို့ထက်ရှောင်ကွင်းသွားကြတာကိုလည်းနားလည်သွားခဲ့ပါတယ်တောင်းကျမ်းနေသည့်အလီဓာတ်တစ်ချက်ဝေးရန်လိုက်ုံဖြင့်ဝဝမွန်စားတာအမြောက်များပြက်ကွယ်သွားခဲ့ရပါတယ်တိုးတော့တကယ်အကြီးကအန်ရီကဒီနောက်လိုက်မွန်စတာတွေမဟုတ်ပဲရက်ဆက်သောမင်းမှုသူမွန်စတာပင်ဖြစ်ပါတယ်ထိုမွန်စတာတွင်ယူပဗေဒတိုက်ခိုက်မှုမှန်သမျှကိုလုံးဝထိရောက်မှုမရှိစေသည့်စွမ်းရည်ရှိနေသဖြင့်ဓာတ်ခုတ်စွမ်းရည်မိများပင်ထက်မြက်ပါစေတစက်များတန်းရမရရှိနိုင်တယ်လို့အခြားသူများက
ကလည်းကူညီပေး၍မရနိုင်ပါအဆင့်ချင်းကွာခြားချက်မှာအလွန်ကြီးမားလာတဲ့ဖြစ်တိုက်ပွဲတွေပါဝင်ရန်မဆိုထားနှင့်မွန်စတာဤဟိဟောက်တဲ့တစ်ချက်တည်းနဲ့ပင်လူတိုင်းတိုက်ခိုက်လို့စိတ်ပျောက်ဆုံးသွားရပါတယ်တိုးတော်မင်းတားကတော့အစကတည်းကတိုက်ရိုက်ရင်ဆိုင်ရန်စိတ်ကူးမရှိခဲ့ပါဘူးသူဤတိုက်ခိုက်ရေးကူညီစကေးမှာအသင်းဖော်များပေါ်တွင်သာသုံးဆွဲလို့ရတော့လေအခြားသူများမသိသည့်ထူးခြားချက်တစ်ခုရှိနေပါတယ်ထိုအရာကတော့ပေါင်းထည့်ပေးသည့်ထိခိုက်မှုမှာယူဘပေတာလည်းမဟုတ်မောချစ်လည်းမဟုတ်သည့်တိတန့်ဖြစ်တည်နေတော့ဓာတ်မဲ့တိုက်ခိုက်မှု 3 damage ဖြစ်တဲ့ဖြစ်မွန်စတာဤခုခံနိုင်စွမ်းအားလုံးကိုအလွယ်တကူကျော်လွှားနိုင်ခြင်းပင်ဖြစ်ပါတယ်တစ်ခုတည်းသောပြဿနာမှာ LED သူဤတရားဝင်အသင်းဖော်မဟုတ်သေးခြင်းပင်ဖြစ်ပါတယ် LED အခြားသူများကိုမထိခိုက်စေခြင်းတစ်ဖြစ်မြို့ပြန်ကာထားလေးကိုအသုံးပြု၍စုခွာကြရန်ပြောဆိုခဲ့တော်လေမင်းသားကမိမိတွင်မွန်စတာကိုအနိုင်ယူနိုင်သည့်နီးလက်ရှိကြောင်းပြောကြားကအသင်းထဲဝင်ရောက်ရန်အတင်းကျပ်တောင်းဆိုခဲ့ပါတယ်မင်းသားဤတေချာရေးရသောစကားကြောင့် LED လည်းနောက်ဆုံးတွင်သဘောတူလိုက်ပါတယ်အသင်းထဲရောက်ရှိသွားသည့်စက္ကန့်ပိုင်းတွင်မှပင်မင်းသားသည်တိုက်ခိုက်ရေးအကူအညီစကေးကိုချက်ချင်းထုတ်သုံးလိုက်ပြီး LER တိုက်ခိုက်မှုတစ်ချက်တည်းဤပြင်းအားကိုမမူပဲအကျဉ်းရေးအများဆုံးပါဝင်သည့်ဓာတ်ကွက်ကိုသာသုံးရန်တတိပေးလိုက်ပါတယ်အကြောင်းမှာပေါင်းထည့်ပေးထားသည့်10မှတ်ထိခိုက်မှုသည်ဓာတ်ချက်တိုက်ခိုက်မှုတိုင်းတွင်တိကျစီတွက်ချက်သွားမည်ဖြစ်ရာအကျဉ်းရင်များလေနောက်ဆုံးထွက်ပေါ်လာမည့်ထိခိုက်မှုပမာဏမှာအလွန်ကြောက်စရာကောင်းလေဖြစ်သောကြောင့်ဖြစ်ပါတယ် LED ခံပွင့်ဝေစာဓာတ်လင်းလက်မှုဓာတ်ကွက်ကိုသုံးဆွဲလိုက်ရာမရေတွက်နိုင်သည့်ဓာတ်ရောင်များမွန်စတာထံခေါ်အုပ်သွားခဲ့ပါတယ်မူလကယူပဗေဒတိုက်ခိုက်မှုကိုခုခံနိုင်သည့်မွန်စတာသည်စက်တိုက်ခက်မှန်ပေါင်းဆက်သွားသည့်ဓာတ်မဲ့တိုက်ခိုက်မှုများကြောင့်စက္ကန့်ပိုင်းတွင်ဓာတ်ရိုက်ထိုးပေါက်ခုတ်ထွေခြင်းခံလိုက်ရပြီးပြန်လည်တုံ့ပြန်ခွင့်ပင်မရလိုက်ပဲပွဲချင်းပြီးတေးဆုံးသွားခဲ့ရပါတော့တဲ့တိုက်ပွဲပြီးဆုံးသွားသည့်အခါ LED တောင်းကျမှုအခြေအနေကြောင့်အင်အားကုန်ခန်းသွားကခန္ဓာကိုယ်မှာလွန်စွာနွမ်းနယ်သွားခဲ့တဲ့ဖြင့်မင်းသားကပြန်လည်ကုသပေးသည့်စကေးကိုချက်ချင်းပြစ်သွင်းပေးလိုက်ရာ LED ခန္ဓာကိုယ်မှာမြန်ဆန်စွာပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်တိုးတော့ဒီစကေးတွင်ယင်းဒီပီတာဘေးထွက်ဆိုးကျိုးပါဝင်နေတဲ့ဖြင့်ကုသမှုပြီးစီးသွားသည့်အခါသူမ၏မျက်နှာလေးမှာလည်းနီးရဲသွားခဲ့ပါတယ်ဒီအချိန်ကြာမှပဲမိဆာကီရုတ်တရက်တတိယလာပြီးရှီယိုမီယာ၏ရင်ခွင်ထဲပြေးဝင်ကအလွန်ကြောက်လန့်သွားခဲ့ကြောင်းငိုယို၍ပြောဆိုခဲ့ပါတယ်ငိုပြီးမကြမီမှာပင်သူမသည်ပုံမှန်အတိုင်းပေါ့ပေါ့ပပပြန်ဖြစ်သွားကမင်းသားစီချင်းကပ်၍ကက်တင်ရှင်အားကလေးဆိုးလာလုပ်နေခဲ့ရာအမြဲတမ်းတည်ငြိမ်နေသည့်ထရီစီယာပင်လျင်စိတ်လှုပ်ရှားသွားပြီးရှက်ယွန်းသည့်အမူအရာလက္ခဏာလေးပြသလာခဲ့ပါတယ်တစ်ဖွဲ့လုံးစွန်စားသူများအဖွဲ့အစည်းတို့ပြန်လည်ရောက်ရှိသွားအားသောအခါစည်ရင်ခံမဲ့ပင်လူဝီစာဒီစံချိန်ကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ပါတယ်မင်းသားသည်ဝင်းကပါနိုင်ငံသို့ရောက်ရှိလာသည်မှာနှစ်ရက်တာရှိသေးတော့လဲစက်တိုက်ဆိုသလိုအမိတက်ခံထားရသည့်မွန်စတာနှစ်ကောင်ကိုတုတ်တင်နိုင်ခဲ့ရာဒီလိုရလဒ်မျိုးမှာအမတ်ရှိ area တစ်ခုလုံးတွင်အလုံးပင်ရှားပါလာပါတယ်လူဝီစာသည်တည်ငြိမ်သွားပြီးနောက်ကလန်ကနောက်ွယ်မှကျိုးကင်သူ၏တကယ်ပန်းတိုင်ကိုပြောပြခဲ့ပါတယ်အမှန်တကယ်တော့အမိတက်ခံထားရသည့်မွန်စတာများသည်သူတို့၏ပန်းတိုင်ကိုတတ်မှတ်ပြီးပါကအဆုံးထိလိုက်လံတုတ်တင်လေးရှိပြီးပန်းတိုင်သည်ဝင်းကပါမှထွက်ခွာသွားပါကလည်းနောက်တစ်ချိန်ပြန်လည်ဝင်ရောက်ချိန်တွင်ပျောက်ကွယ်သွားခြင်းမရှိပါဘူးဒါကြောင့်နောက်ွယ်မှကျိုးကင်သူသည်အမတ်ရှိ area ထက်အစွမ်းထက်သည့် LER များခေါ်ကအားလုံးအတွက်မွန်စတာကိုတုတ်တင်စေခဲ့ခြင်းဖြစ်ပြီးတို့မှသာသူတို့သည်နောက်ပိုင်းတွင်ဝင်းကပါကိုဆက်လက်စူးစမ်းနိုင်မည်ဖြစ်ပါတယ်တိုးတော့အခြားသူများကိုအစာဖြစ်သုံးသည့်ဒီလိုပြုလုပ်မှုမှာဝင်းကပါနိုင်ငံတွင်ကြီးမားသည့်ပြစ်မှုဖြစ်တဲ့ဖြင့်အဖွဲ့အစည်းကဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပါတယ်ထို့နောက်လူဝီစာသည်ဒီတစ်ခေါက်လှုပ်ရှားမှု၏ပံ့ပိုးမှုမှတ်များကိုတွက်ချက်ပေးခဲ့ရာတွက်ချက်လေးပုံမအံ့အားသင့်လေးဖြစ်သွားခဲ့ပါတယ်မင်းသားသည်ကယ်ဆယ်ရေးတွင်ပါဝင်ခဲ့ရုံများမကအမိတက်ခံထားရသည့်မွန်စတာကိုပါကူညီတုတ်တင်ပေးခဲ့တဲ့ဖြင့်စုစုပေါင်းပံ့ပိုးမှုအမှတ်များမှာအစမတန်မြင့်တက်သွားခဲ့ပါတော့တယ်မင်းသား၏ပံ့ပိုးမှုမှတ်မှာကနန်းလေးတောင်းအထိတိုက်ရိုက်ခုန်တက်သွားခဲ့ပြီးအမတ်ရှိ area တွင်ဒုတိယနေရာအထိအရှိန်ဟုန်ဖြင့်ရောက်ရှိသွားခဲ့ရာအသစ်ဆက်ဆက်သမားများနယ်ပယ်မှထွက်ခွာရန်ခြေတလန်းသာလိုတော့သည့်အခြေအနေဖြစ်လာခဲ့ပါတယ်မင်းသားကတော့အဆင့်မြင့်တက်သွားခြင်းကြောင့်တာဝန်ခံကိုပြောင်းလဲခြင်းမပြုဘဲနောက်တွင်ပုံမှုမြင့်မားသည့် area သို့ရောက်ရှိသွားပါစေလူဝီစာကိုပင်မိမိ၏ကိစ္စရပ်များကိုဆက်လက်တာဝန်ယူပေးစေခြင်းကြောင့်ပြောကြားခဲ့သည့်အပြင်အောင်ပွဲခံစားတော့ဝိုင်းတို့ပါအတူတကွတက်ရောက်ရန်ဖိတ်ခေါ်ခဲ့ပါတယ်အီကာရာရှိကဒီစကားကိုကြားတော့အခါချက်ချင်းတတိထားလိုက်ပြီးနှုတ်မှဘာမှမပြောတော့လဲမင်းသား၏ဘေးတွင်ထိုင်နိုင်ရန်လူဝီစာနှင့်တိတ်တဆိတ်တိုင်ဆိုင်မှုစတင်ခဲ့ပါတယ်တိုးတော့နှစ်ဦးစလုံးမလူယူနိုင်ပဲမိဆာကီကမင်းသားသည်ငယ်ရွယ်သည့်မိန်းကလေးများကိုပုံမှုနဲ့တက်မိဖြစ်ကြောင်းပြောရှင်စွာပြောဆိုကရှိမှဥအောင်ဝင်ထိုင်လိုက်တဲ့ဖြင့်အီကာရာရှိနှင့်လူဝီစာတို့မှစကားပင်မထွက်နိုင်တော့ပါထို့နောက်ထရီစီယာကလည်းမင်းသား၏အခြားတစ်ဖက်တွင်ဝင်ထိုင်လိုက်တာကြောင့်နောက်ဆုံးတွင်ထိုနှစ်ဦးမှမင်းသား၏မျက်နှာချင်းဆိုင်တွင်သာတိတ်တဆိတ်ထိုင်ခဲ့ကြရပါတော့တဲ့မိန်းကလေးအုပ်စုနှင့်အတူအသင်းဖွဲ့ကအတူနေထိုင်ရသည့်အချိန်မှစ၍မင်းသားသည်ညတိုင်းလိုစိတ်လှုပ်ရှားပွဲညှို့ယူဖန်ဆားမှုများနှင့်ရင်ဆိုင်နေရပါတယ်မူလကသူသည်ထရီစီယာ၏မျိုးနွယ်ချဘဝမှလွတ်မြောက်အောင်ကူညီပေးခြင်းရုံသာဖြစ်တော်လဲဒီကိစ္စကြောင့်တသိန်းလုံးမှလူအများပြားမှသူ၏ဘေးပတ်ဝန်းကျင်တွင်စုဝေးလာကြပြီးနောက်ပိုင်းတွင်သူ့ဘဝမှာလည်းလုံးဝရှုပ်ထွေးသွားခဲ့ရပါတယ်တောင်တစ်ခုပြီးဆုံးပြီးနောက်မင်းသားသည်များဦးနွယ်ချအသွင်ပြောင်းလဲမှုကိုဖျက်ဆီးသည့်နီးလန်းတစ်ခုကိုစုံစမ်းသိရှိခဲ့ရပြီးအမှတ်၄ area ရှိကျောင်းတော်ကြီးစီတွားရောက်ပါကမျိုးနွယ်ချများအားမူလလူသားအသွင်သို့ပြန်လည်ရောက်ရှိစေရန်အခွင့်အရေးရှိကြောင်းကြားသိခဲ့ရပါတယ်ဒီသတင်းဟာလက်ရှိဖို့လူမျိုးအသွင်ပြင်မှာလွတ်မြောက်ကအတိတ်ကလူသားဖြစ်သူပြန်လည်ပြောင်းလဲခြင်းနေသည့်ထရီစီယာအတွက်တော့အလွန်အရေးကြီးလာပါတယ်တိုးတော့ပြဿနာကတော့သူတို့ရောက်ရှိနေသည့်အမှတ်၈ area မှအမှတ်၄ area သို့တွားရောက်ရန်မှာထင်ထားသည့်ထက်ပိုမိုခက်ခဲနေခြင်းပင်ဖြစ်ပါတယ်ဝင်းကပါရှေ့သို့ရောက်လေပုံမအန်ရများလေးဖြစ်ရာအစွမ်းထက်သည့်အလီပင်လင်အမှတ်9 area အထိသာစူးစမ်းနိုင်ခဲ့ပြီးအမှတ်4 area သို့အမှတ်တကယ်ရောက်ရှိနိုင်သည့်စူးစမ်းရှာဖွေသူမှာအလုံးပင်နေပါလာပါတယ်မင်းသားဒီခီးစဉ်မှာအန်ရများနှင့်ပြည့်နေနေကြောင်းသိရှိတော်လဲထရီစီယာ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာလေးစားပေးခဲ့ပါတယ်မထင်မှတ်ပဲပထမဆုံးထောက်ခံပေးသူမှာပုံမှန်အဖြစ်အကူမရဘူးထင်ရသည့်မိစာကြီးဖြစ်နေခဲ့ပါတယ်သူမကမင်းသားဒီပန်းတိုင်အတွက်အားလုံးကိုအန်ဒီယမဖြစ်စေကြောင်းယုံကြည်ထားသည့်အပြင်သူမ၏လောင်းကစားသမားဗီဇအရမင်းသားနောက်လိုက်ပါသွားပါကရလက်ကောင်းများရရှိမည်ဟုထိတွေ့ခံစားနေရတာပါသူမသည်လောင်းကစားသမားအသက်မွေးဝမ်းကြောင်းကိုစိတ်ဝင်စား၍ရွေးချယ်ခဲ့ခြင်းဖြစ်ပြီးအတိတ်ကကန်ဆန်းမဲနိုင်ခြင်းနှင့်ထိထိုးခြင်းများတွင်အမြဲအဆင်ပြေခဲ့တဲ့ဖြင့်မိမိ၏ဆုံးဖြတ်ချက်ကိုယုံကြည်နေခဲ့ပါတယ်ထို့နောက်ယ်လီကလည်းအတင်းသို့ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်အကြောင်းမှာသူမသည်မိမိလက်နက်ကြောင့်ဒုက္ခရောက်နေပြီဖြစ်ပါတယ်သူမမူလကပါဝင်ခဲ့သည့်ရှော့ရဒေးမှာစွမ်းအားကိုသာလိုက်လံရှာဖွေသည့်အဖွဲ့ဖြစ်ပြီးပုံမတန်မာသည့်ပစ္စည်းများရရှိရန်အမိတက်ခံထားရသည့်မွန်စတာများကိုစိန်ခေါ်ကကြာဆင်းလာသည့်တစ်တာများကိုဖွင့်လှစ်လေးရှိကြပါတယ်သို့သောတစ်တာတွင်ရှိပစ္စည်းများသည်အမြဲစုလက်မဟုတ်ပဲအချို့လက်နက်များမှာကျင်းစာပါဝင်နေတတ်ပါတယ်ယ်လီရရှိခဲ့သည့်ဓာတ်မှာကျင်းစာပါသည့်အထူးလက်နက်ဖြစ်နေခဲ့ပါတယ်ဒီဓာတ်ကိုတက်ဆင်ပြီးနောက်သူမ၏အသက်မွေးဝမ်းကြောင်းမှာကျင်းစာတင်ဓာတ်သမားဖြစ်အတင်းကျပ်ပြောင်းလဲသွားခဲ့ပြီးတောင်းကျမ်းမှုစကေးကိုထုတ်လိုက်ပါအသိစိတ်ပြောက်ွယ်ကတောင်းကျမ်းသည့်အခြေအနေသို့ရောက်ရှိသွားရတာပါပုံမဒုက္ခရောက်ဒီမှာဒီဓာတ်ကိုတက်ဆင်ပြီးပါကပြန်လည်ဖြုတ်ယူ၍လုံးဝမရရှိနိုင်ခြင်းပင်ဖြစ်ပါတယ်အဖွဲ့အတွင်းညီသူများပစ္စည်းစစ်စစ်ချင်းကိုဂရုမစိုက်ခဲ့ကြသဖြင့်ယ်လီမာဒီကျင်းစာမိသွားခဲ့ရတာပါယခုအခါသူမသည်ဒီဓာတ်မှလွတ်မြောက်၍မရတော့သဖြင့်ကျင်းစာဖြစ်နည်းကိုသာရှာဖွေရတော့မည်ဖြစ်ရာမင်းသားနှင့်အတူလိုက်ပါကအပြေရှာခြင်းနေတာဖြစ်ပါတယ်ရှီယောမီယာကတော့အသင်းပေါ်နှစ်ဦးစလုံးမင်းသား၏အသင်းသို့ဝင်ရောက်သွားကြသဖြင့်အလိုလျောက်လိုက်ပါလာခဲ့ခြင်းဖြစ်ပါတယ်ဒီလိုနှင့်ပျော်ရွှင်စွာစားတောက်ပြီးနောက်ယာယီလက်တွဲခဲ့ကြသူများသည်တရားဝင်အသင်းဖြ
ဖြစ်စီးလုံးသွားခဲ့ကြပါတယ်မင်းသားကြောင့်အငင်းပွားခဲ့ကြသည့်အီဂါရာရှိနှင့်လူဝီစာတို့မှလည်းအရက်မူသွားပြီးနောက်ဆက်ဆံရေးများရုတ်တရက်ကောင်းမွန်သွားခဲ့ကြကအတူတကွအနားယူရန်ဆုံးဖြတ်ခဲ့ကြပါတယ်ဝင်ကမ္ဘာနိုင်ငံ၏စီးမြင်များအရာအတင်းတင်းလျင်အခန်းကျအခန်းသာခွဲဝေရရှိသဖြင့်လူတိုင်းရှက်ကိုရှက်ကန်းဖြစ်နေကြတော့လေအားလုံးအတူတကွနေထိုင်ရန်စီစဉ်မှုကိုသာလက်ခံခဲ့ကြရပါတယ်အခန်းသို့ပြန်ရောက်ပြီးနောက် Tricia သည်ကြောက်ခိုင်းပေးလိုက်ပြီးသူမ၏level တွင်ရှိသည့်တခင်နှင့်ကြေးကြုံအမတ်သား subservience mark ကိုမင်းသားအားစစ်ဆေးစေခဲ့ပါတယ်ကြေးစားဘဝ၏အထူးအမတ်သားသည်မင်းသားကထိတွေ့လိုက်ပြီးနောက်မူလအနီရောင်မှအပြာရောင်သို့တဖြည်းဖြည်းပြောင်းလဲသွားခဲ့ရာဒါဟာသူမသည်ကြေးစားအဖွဲ့အစည်းမှစေခိုင်းမှုအောက်မှထာဝရလွတ်မြောက်သွားခဲ့ပြီးမင်းသား၏ပိုင်ဆိုင်မှုအောက်ရှိတည်တံ့အသင်းဝင်ဖြစ်လာခဲ့ကြောင်းအတိတ်ပဲရပါတယ်ဒီအချိန်မှစ၍ Tricia ၏မင်းသားအပေါ်တွေ့တာမိကိုမှုမှာပုံမထင်ရှားလာခဲ့ပါတယ်ညဘက်ရေချိုးသည့်အချိန်သို့ရောက်သောအခါမင်းသားနှင့်အတူအမျိုးသားရေချိုးခန်းထဲသို့အတူတကွဝင်ရောက်ရန်ပင်အတင်းကျပ်တောင်းဆိုခဲ့ပါတယ်မင်းသားကမလိုလားတော့လဲညနေနေပြီဖြစ်၍ရေချိုးခန်းထဲတွင်အခြားသူမရှိသဖြင့်တကားကိုတေချာတော့ခတ်ကမဖြစ်နိုင်သည့်အဆုံးလက်ခံလိုက်ရပါတယ်သို့တော့ဖို့လူမျိုးများ၏ခံဒါကိုတိဆောက်ပုံသည်လူသားများနှင့်လုံးဝမတူညီကြောင်းမင်းသားလင်းမြန်စွာစူးစမ်းတွေ့ရှိလိုက်ရပါတယ်။တွေးတတော်ဖြစ်သည့် Tricia သည်မြွေးထွေးသည့်ရေကန်ထဲတွင်ခဏမျှရေစိမ်ပြီးနောက်အပူချိန်ပြောင်းလဲမှုကြောင့်မိမိမျောမျောဖြစ်သွားခဲ့ပါတယ်။အခြားနည်းလမ်းမရှိသဖြင့်မင်းသားသည်သူမ၏အပူချိန်ကိုလျှော့ချပေးရင်းအခြားအသင်းဝင်မိန်းကလေးများကိုခေါ်ယူကာနည်းလမ်းတိုင်ပင်ခဲ့ပါတယ်။အဖြစ်အပျက်ကိုကြားသိရပြီးနောက်မိန်းကလေးများသည်မင်းသားအားစားနောက်ကြတော့လဲထူးဆန်းစွာပင်မြည်သူများမင်းသားကTricia အားအနိုင်ကျင့်ခဲ့သည်ဟုမထင်ကြပဲတယောက်စီတိုင်း၏မျက်နှာတွင်စမ်းကြယ်သည့်တုံ့ပြန်မှုများသာထွက်ပေါ်လာခဲ့ကြပါတယ်ဒီကိစ္စကိုဖြေရှင်းပြီးနောက်မင်းသားသည်နားကိုရန်အခန်းစီပြန်လာခဲ့ပါတယ်။ဤကာရာရှိနှင့်ဖြစ်ပျက်ခဲ့သည့်အခြေအနေမျိုးကိုတတိယမိသဖြင့်မိန်းကလေးများနှင့်အတူအခန်းထဲတွင်မအိပ်တော့ဘဲအခန်းရှိဆိုဖာပေါ်တွင်သာနားကိုရန်စီစဉ်လိုက်ပါတယ်။ထို့နောက်ရရှိထားသည့်စကေးမှတ်များကိုညီတို့ခွဲဝေရမည်ကိုစဉ်းစားခဲ့ပါတယ်။နောက်ကျောင်းမှလာရောက်တိုက်ခိုက်မှုများကိုအလိုလျောက်တုံ့ပြန်ဒီစကေးမှာစွမ်းအားထက်မြက်တော်လဲတသိန်းလုံး၏ဖွံ့ဖြိုးတိုးတက်မှုအတွက်မင်းသားသည်စူးစမ်းရေး area ကိုကျေပြန့်စေသည့်တိမ်ငှက်မျက်လုံးလေးတော်၏စကေးကိုသာနောက်ဆုံးတွင်ရွေးချယ်လိုက်ပါတယ်ဒီစကေးသည်ပတ်ဝန်းကျင်အခြေအနေကိုကြိုတင်စုံစမ်းသိရှိနိုင်တဲ့ဖြင့်ဝင်းကပါစူးစမ်းရှာဖွေရေးအတွက်ပုံမလက်တွေ့ကြပါတယ်သို့တော့မင်းသားမထင်မှတ်ထားသည်မှာမင်းကလေးများနှင့်ခွဲခွာအိပ်ဆက်ခဲ့တော်လဲအကူအညီပေးသည့်စကေး၏နောက်ွယ်အကျိုးသက်ရောက်မှုမှာပျောက်ကွယ်မသွားခဲ့ပါဘူးညတကောင်ရန်တို့ရောက်သောအခါအေးဆေးစွာနားကိုနေကြရမည်မိန်းကလေးများသည်စကေး၏လွှမ်းမိုးမှုကြောင့်မင်းသားရှိရာအခန်းသို့တယောက်ပြီးတယောက်ရောက်ရှိလာခဲ့ကြပါတယ်နောက်တစ်နေ့မနက်နိုးထလာချိန်တွင်မင်းသားသည်ခန္ဓာကိုယ်မှာပုံမှန်မဟုတ်ဟုခံစားရသဖြင့်အခြားသူများကိုမေးမြန်းခဲ့တော်လဲအားလုံးကဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေကြသဖြင့်မင်းသားတယောက်ထဲသာဆက်ရှိမပြတ်တန်တရားဖြစ်ကြံခဲ့ရပါတယ်ထို့နောက်အားလုံးသည်လက်နက်တိုက်စီတွားရောက်ကရက်ဆက်သောမင်းမှုသူကိုတုတ်တင်ရမှရရှိလာသည့်ပစ္စည်းများကိုတန့်စင်ခဲ့ကြပါတယ်ပစ္စည်းများကိုတန့်စင်ပေးသည့်ဆိုင်ပိုင်ရှင်၏သမီးသည်မင်းသားကအမိတက်ခံထားရသည့်မိုစတာများကိုစက်တိုက်အနိုင်ယူခဲ့သည်ကိုမြင်တွေ့ရသောအခါအတင်းထဲဝင်ရောက်ခြင်းသည်စိတ်ကူးထွက်ပေါ်လာခဲ့ပါတယ်အကြောင်းမှာမင်းသားနောက်လိုက်ပါကရှားပါမိုစတာပစ္စည်းများနှင့်ပုံမထိတွေ့ခွင့်ရမည်ဖြစ်ပြီးပုံမလေးလာစူးစမ်းခွင့်ရရှိမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်ရက်ဆက်သောမင်းမှုသူတုတ်တင်မှုစုချင်းများထွက်ပေါ်လာတော့မည်ဖြစ်ရာမင်းသားသည်ဘန္နာတက်တာတိုက်စီတွားရောက်၍ထူးခြားသည့်ဘန္နာတက်တာအတွင်းမြည်သည့်စုချင်းများပုံကွယ်နေသည်ကိုကြည့်ရှုရန်ပြင်ဆင်လိုက်ပါတော့တဲ့အဆက်ရှိပါသေးတယ်နော်ဒီ Cocken Channel တွင်ကြည့်ပါ